မင်္ဂလာပါကျွန်တော်တော့ Integrity Training Center ကထုံးသိမ်းဝင်ပါကျွန်တော် C# Programming course ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်က channel အသစ်တစ်ခုအနေနဲ့ကျွန်တော်တင်သွားမယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်အရင်တော့ရှိခဲ့တဲ့ channel မှာကဘယ်လိုဖြစ်လဲဆိုတော့အကုန်ရောနေတာပေါ့နော်အဲ့တော့ကျွန်တော်တတိတန်လေးပေါ့နော်ဒီ C# ဆို C# နဲ့ပတ်သက်တဲ့ဥစ္စာလေးတွေပဲကျွန်တော်ရွေးပြီးတော့တင်သွားမယ်ပြီးတော့ကျွန်တော် basic to advanced ပေါ့နော် C# နဲ့ပတ်သက်တာကိုပဲကျွန်တော်အခြေခံကြနဲ့ပိုင်ပိုင်တန်တန်လေးနားလည်သွားအောင်ပေါ့နော်သင်တန်းကိုလာမတက်နိုင်တဲ့လူတွေလည်း YouTube ပေါ်ကနေဒါမှမဟုတ်ရှင်ကျွန်တော်ရဲ့ဒီ learning management system ပေါ်ကနေကျွန်တော်ကြည့်လို့ရအောင်ကျွန်တော်ရည်ရွယ်လိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ channel လေးကို subscribe လေးလုပ်ပေးထားပြီးတော့ notification လေးယူထားပါတော့အဲ့ဒါဆိုရှင်ကျွန်တော် video အသစ်တင်တိုင်းကျွန်တော်တို့သိရမယ်ပေါ့နော်ဒါ programming နဲ့ပတ်သက်လို့ကျွန်တော်လိုအပ်တဲ့ပေါ့နော်အခြေခံအကြောင်းအရာတွေအပြင်တကယ်အသုံးဝင်မဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ထည့်ပြီးတော့မျှဝေသွားမှာပါဒီ course လေးမှာC# ကိုအတိုင်းအတာတစ်ခုထိလေ့လာဖြစ်သွားရဲဆိုရှင်ညီမတို့အတွက်အများကြီးအကျိုးရှိသွားမှာပါကျေးဇူးတင်ပါတယ်